ခွေးပေါက်စားလေးတွေစားခြင်းနဲ့မလန်းနဲ့ရှင်းပြမယ်ဒီကနေ့စီဝီကမြန်မာတငယ်ချင်းတယောက်နဲ့ဒီခွေးပေါက်စားလေးတွေအကြောင်းပြောတာပေါ့နော်ဒါပေမဲ့စီဝီတွေးတဲ့အခါမှာကိုယ်ထိုင်းလိုပဲတွေးတာလေအဲ့တော့ထိုင်းလိုဘာသာပြန်လိုက်တယ်ခွေးပေါက်စားဟမ်အဲ့လိုပေါ့နော် so ထိုင်းစကားမှာကခွေးပေါက်စားဆိုတာကကိုယ့်ထက်ငယ်တဲ့ယောက်ျားလေးကိုပြောတာ for example อยากกินหมาได้กว่าอยากกินหมาได้กว่าအတိတ်ဘက်ကတော့ခွေးပေါက်စားစားခြင်းတယ်ကိုပြောတာပေါ့နော်ဒါပေမဲ့တကယ်ခွေးကိုစားခြင်းတယ်ကိုပြောတာမဟုတ်ဘူးကိုယ့်ထက်ငယ်တဲ့ယောက်ျားလေးတွေကိုစားခြင်းတယ်ကိုပြောတာကြိုက်တယ်မလားအဲ့လိုမျိုးဟာတွေတွေ့လားထိုင်းစာအဲ့လိုမျိုးလေးတွေရှိတယ်ဒါနဲ့မရှိပြီထိုင်းစာဘရမသိပေးမှလဲထိုင်း class ဘရမဖွင့်လာလဲမေးမနေနဲ့မအောင်အဲ့တော့ Siri ကိုတွေ့ချင်တယ်ဆိုရှင် is me SF Siri Felix တော့မဟုတ်ခဲ့တဲ့ထိုင်းမြန်မာ consultant အကောင့်မှာတွားပြီးတော့ support လုပ်ထားလို့ရပါတယ်ဒီလိုမျိုးပောက်ခဲ့ရတွေလဲသင်ပေးအောင်ပါဟုတ်ပါခါอยากกินหมาได้กว่า